ဟ
ပိတေကပိဋိတော်မင်္ဂလာခန္ဓာစတင်ပါတော့မယ်ဒါကြောင့်လက်ရာတောင်ကျွန်းထွန်းလင်းဝီဖြာလက်ရာတောင်ကျွန်းထွန်းလင်းဝီဖြာသာသနာဤပါဠိရှင်ကညွှန်းစာဖွဲ့တူထူးသည့်ဂုံတရက်ဘုံဟတ်သည့်အလားနေဤအလင်လာဤအိဒတ်ရလာသည့်ဒုံလဘကျုံလာသည့်ချိန်ခါမို့ရလာသည့်ဒုံလဘကျုံလာသည့်ချိန်ခါမို့လေးအင်ချင်းရွှေဖုံးတော်မဘိသိမင်္ဂလာခါတော်ကြပြီမို့ဇလုံးမြို့ကုံဆောင်စိန်လကြိုင်ဝိုင်းတော်သားကမင်္ဂလာဆိုတာစတင်ဖွင့်တော်မူပါရောအသုံးက
မင်္ဂလာပါခင်ဗျာလေးစားကာရောပြုအပ်ပါသောမိတ္တကလျာဏနှစ်ဖြာသောမင်းပရိသတ်ပေါင်းတို့ခင်ဗျာကျက်ဒီမင်္ဂလာပေါင်းတဲ့ခါညောင်းပြည့်စုံပြီးကိုယ်စိတ်နှပြလိုဤစာတို့ဖြင့်ပြည့်ဝချမ်းသာခြင်းပြည့်စုံတော်မူနိုင်ကြပါစေကြောင်းဒီကနေ့သားရှင်ပြုသမီးနာတွင်လူတော်မင်္ဂလာပွဲကြီးရဲ့အစင်လာတကူကြော်အောင်မင်္ဂလာဘိတေကအကျိုးတော်ဆောင်ဖြစ်ဆောင်ရွက်မိကျွန်တော်မင်္ဂလာဘိတေကမူလင်းတင်ရွှေဘုံတော်ကဆုတောင်းမြတ်တာပို့တာရဲ့ဂါရောပြုအပ်ပါရခင်ဗျာဒီကနေ့ဒီမြန်မာဟောဟာကောစာတက္ကရာ1389ခုနှစ်သာသနာတော်နှစ်2569ခု2025ခုနှစ်ဒီဇင်ဘာလ29ရက်စနေနေ့ရဲ့နနက်ခင်းမင်္ဂလာရှိသောကောင်းမြတ်သောချိန်ခါသမယဝဲဖြစ်ပါရခင်ဗျာကျေရှိကကရာတူရှင်တတယ်လို့ဖုရှာရောင်ရှမ်းထက်တင်ရ၌အောင်တန်စီတုသင်္ခါဆုလူတိုင်းပြူရှင်လန်းရွှေချငန်းဝဲသူနခတန်သူမင်္ဂလန်သူပါဘာတန်သူဟုတ်တိတန်သူခနောသူမှုဟုတ်တော်စသူရိတ်ချံမြမစာရီတုနခမကောင်းရက်မြတ်ကောင်းတဲ့ချိန်ကောင်းခါမြတ်တင့်ကြုံအပ်သည်ခါတော်ကြီးတင့်မြတ်ချိန်ဝဲတိဋ္ဌိစေယသီရိမင်္ဂလာကောင်းမြတ်သောတိတ်ခိတ်နမိတ်တို့ဆုံးလင်းမိဖြစ်သောပြည်ပါယာနန်းတာကြံငန်းမှာတင့်ဆန်းထွန်းပကျေမာကတော့စัจ जा နလီထွက်မြန်းချီမီညီလာချမ်းရန်ဗိသိက်ခံဖို့တာရှင်ပြုသမီးတော်တဲ့လူတော်မင်္ဂလာပွဲကြီးဆင်ရင်ကျင်းပနိုင်ပါရန်အလှဒါယကဥထေးလိုက်သာသနာအလှဒါယကမှာဒေါ်မြင့်မြင့်လေးတို့မှဥဆောင်ကသာလာယရနာမောင်ခင်မင်းခန့်မောင်သာဘုံထုမောင်ကျော်စုဟိန်မောင်ရဲမအောင်တို့ကိုမင်းမဟာဓမ္မသောက၏ညီတော်တိတ်တာကုံမာပမာမူဝီအိမ်ရှိဆန်တို့ဥပဒန္ထရာဥပယာစာအစင်ရင်အသင်ပြင်းညီစေ၍သမီးလာတီတွားမတ်တီရိဝင့်ထေမတ်သွန်းသူတာတို့ကိုသူဝနာမေယုတောင်ဆောင်စီကဥတော်ကပမာအင်္ဂါညီသည့်ဘရုမာတနာသင်္စာလီဝဲပလင်ယနာညီထီးတော်စောင်းတို့ကိုဘယင်နသာကီသမီးတော်ပေါင်းတို့ကိုစီးပုံတော်စောင်းကနောက်တော်ကပါစီလျက်ဤပပိစိတမင်္ဂလာတပင်ဆင်ရင်ကျင်းပါရာဤမင်္ဂလာနေရာမွန်တို့လှမ်းကြွရချိန်တော်တမ်းမိမို့မင်္ဂလာစီတော်နိုင်ငံတော်ဒေသရှင်ခိုင်စီဦးကဇလုံမြို့ဆရာစိန်လကြိုင်မင်္ဂလာဆိုင်ဖွင့်တဲ့တွဲဖက်ကရှင်လောင်းသွင်းပြောညွန့်မင်္ဂလာဖြင့်ခေမာနိဗ္ဗာန်လမ်းမှန်ကိုပြည့်ဆောင်ကြိုးတော်မူပါခင်ဗျာYou
ဗတိမာဘာတိစန္နိမာတဏ္ဍရောခဏရောတပ္ပိဇာယီတပ္ပိယမနောအထတပမောဒတိဘုံသောတပ္ပိဒေတတဇေယသဘောဇေယတော်သတိတပ္ပိဇေယတတိဇေယပွေတိဇေတိတံဇေယတေတုဇေဝေယောလူတော်ပွဲတွင်ခါအစင်လာရှိစွာမိတဲ့ဖတို့တတ္တမအမွေကုသလာဝေဖို့ဘောင်းတန်စီတုတားရှင်ပြုလို့ကောင်းမှုဝိစာသာသနာ၌ရှင်းသမဏိပြောနောင်ရှင်မျိုး၏ကျောင်းတော်ဝင်စာစံတော်ချခင်ပပိသရှိဖရာပရိခေယနှင့်ရုံဝါသင်္ကန်းစတင်လမ်းမီရောင်ရမ်းပိတ်ပိတ်ရီးသွေးတော်ဘောရမူလီတတ်ချာလနေဝရနောဧဝမယောဇေယောတုဇေယတုဇေယမင်္ဂလေးအပရာဇိတာပလင်ကေတိတေကုတုဝိပုတ်ကလေးအဘိသေကေတပ္ပဗုဒ္ဓနာအက္ခဝတောပမောတတိကျမ်းရှိဩဘာဗျာဣတော်လာသည်နှင့်အညီမြတ်ဗျာသခင်ဗုဒ္ဓရှင်သည်မြတ်စဉ်မျိုးစိတ်ဘောရိယိတ်၌တောင်းထိန်ဇဘူအပရာဇိတာမြေမူတို့ထိုက်အပ်တဲ့အောင်တော်မူခြင်းမင်္ဂလာသည်ဒီကနေ့ရှင်ပြူနာတာဘိသေကမင်္ဂလာတွင်၌ပြည့်စုံကုန်လုံးတည်ရှိတော်မူပါစေတည်း
ဗုဒ္ဓတာပူဇံမှာပညာဝန္တောဓမ္မတာပူဇံမှာပညာဝန္တောသံဃတာပူဇံဘောဂဝန္တောယန္နတာပူဇံရိတံဖလံမုဏိဥဆောင်ဖုံးကောင်တော်ထာအတုလာရှင်တော်မြတ်ဖျားကြီးအားဤပပိစိတမင်္ဂလာတပည့်နန်းစီတို့ပြည့်ဆောင်တော်မူပြီးဖြစ်ပါ၍ဇိနာဖျားရွှေပလင်ဝဲတေးနေက9မှန်ကိုတပားမကြံပယ်၍6သွေသောရောင်ကြည်ညွှန်း၍အောင်စီရွံ့ရအောင်ဗဒ္ဒကဘာမံတတ္တရာပံကြာ9စုံပွင့်နာမှုဗရမယဘုံမြင့်ဒွိပရုတမောဟုဝိတုတ်တော်အတုလမေပရိရှင်ယလူထမ်းမြေတခွင်ကပါရနှပြင်းချီတို့ဂါရဝအင်းစလီနဲ့တင်းချီကပင့်ပါသည်ရွှင်ကြည်တရာဇောစိတ်ရှိနဲ့မနောအိတ်ဒီအစင်းပမချမ်းပဲစလုဒ္ဓတမဇံဖလသမအဓိကရနဲ့အပရာဇိတပလင်ယံ3တော်ခန့်စံကနက်ကထူးမချနာနဲ့ရောင်ကြီးတော်ဖွင့်လို့ကျိုးစေတော်မူပါခမညာဒီကနေ့ပိုးစတော်ပရိယတိဇာတနယ်တွင်မှာသားရှင်ပြုသမီးနာတွင်လှူတော်မင်္ဂလာပွဲကြီးစင်နွှဲရခြင်းအကြောင်းကိုပြဆိုရမည်ဆိုပါလျင်သာသနာတော်သက္ကရာ235ခုနှစ်ပါတလိပုတ်ပြည်ကြီးကိုအစိုးရတော်မူသောတိရိဓမ္မသောကာမင်းကြီးလက်ထက်တော်၌ရေရင်ပေါင်း8400ရေကံပေါင်း8400ကျောင်းเสียဖရာပိဋကတ်တော်အစုံအလူတော်ဟူသည်ဓမ္မခဏပေါင်း8400စီအမြဖြစ်သောအလူဒါနတို့ကိုဤသဘူဒီပါမြေပြင်ပြည့်မြတ်ကိုမဆိုထားပြီးစัจ java ရာအပြည့်မိုးကောင်းငယ်ထိမြပင်လှူဒန်းတော်လဲသာသနာဒါရစ္စသာသနာဒါယကမခံယူတိုက်ပေမိမိရင်၌ဖြစ်သောသားသူတစ်ပါးရင်၌ဖြစ်သောသားစိတ်ရှိမချအိဋ္ဌိယသာပုဒ္ဒယန္နာတို့ကိုမြတ်စွာဘုရား၏သာသနာတော်အတွင်းယဟန်ပစဉ်ရှင်သာမဏေဖြင့်သွတ်သွင်းချီးမြှောက်ပါသာလျင်နိဗ္ဗာန်၏ပစ္စည်းဖြစ်သောသာသနာဒါရစ္စသာသနာအမွေခံသာသနာဒါယကခံယူထိုက်ပေသည်ဟုရှင်မဟာမောဂလိပုဒ္ဒတိတ်တမထေရမြတ်ကဟောကြားတော်မူခဲ့သည့်အတိုင်းဒီကနေ့မှာတော့ဖြင့်နန္ဒောနာ၅ပါးဥထိတ်ထားလျက်ကျေးဇူးရှင်နမမိဘများအားရည်စူး၍ဟင်္ဒရာမြို့ပပဲတန်းရက်ကွယ်စေယုံတဲ့လမ်းနေအလူဒါယကဥထိလိုက်အလူဒါယကမဒေါ်မင်းမြင့်လေးသာသမီများဖြစ်ကြသောကိုတီယာထွန်းမတ်ဤတင်စာနွယ်ကိုကောင်းမြတ်ကျော်မတ်မင်မိုးသူမိသားစုတို့မှတန်တရားဝစင်းရဲ့ပေါင်းမှာကင်းလို့ရမှန်မျက်နှိပ်ပန်းကိုရည်တန်တောင်းစုအာယုံပြုလျက်တလုတ်တော်မြို့တမိုင်းကြီးပါရွှေငိမ့်ကြီးကျောင်းတိုက်ဆရာတော်ဦးသူဝနာတာမိရှင်သူမြတ်အားတိတ်ခါတော်ထက်စင်ခြင်းပူနောပါတံ္ပရမင်္ဂလာဦးမြင့်ဦးဒေါ်စန်းမြင့်တို့ဤသားကိုဝင်းမျိုးထွန်းဦးလိုက်ဒေါ်မြင့်ကြည်တို့ဤသားကိုဇော်လင်းတို့ကိုဥပတံ္ပရကန်ဆောင်မြင့်မြတ်သောရဟန်းပေါင်းတို့သွတ်သွင်းချီးမြှောက်ခြင်းမင်္ဂလာကိုတီယာထုံးမတ်ဤတင်စာနယ်တို့ဤသားလာယရနာမောင်တာဖုံးထုံကိုကောင်းမြတ်ကျော်မတ်မေမှုသူတို့ဤသားလာယရနာမောင်ခင်မင်းခန့်ကိုရံပိုင်စုမတ်ချချူထွေးတို့ဤသားလာယရနာမောင်ကျော်စုဟိန်ကိုစောရဲအောင်မတ်ဤတင်စာတို့ဤသားလာယရနာမောင်ရဲမှန်အောင်တို့အားရှစ်ပါးပရိက္ခာဆုံးလင်းသောဖြင့်ပပိစအမွေရှင်သာမဏေဖြစ်သို့သွတ်သွင်းချီးမြှင့်ခြင်းမင်္ဂလာကိုတီယာထုံးမတ်ဤတင်စာတို့ဤသမီးလာယရနာမတ်တိရိဝတ်ချေ
ကိုကောင်းမြတ်ကျော်မတ်မိမို့သူတို့ဤသမိလာယရနာမတ်သုံးသူသားတို့ကိုရွှေသိန်းအပ်တော်များဖြင့်မြတ်နာတာမင်္ဂလာဆင်ရင်ကျင်းပရာလူတော်မင်္ဂလာတွင်ဘုရားမှုရှိသောတန်ဃာတော်ရှင်သူမြတ်တို့အားစွမ်းခဲပွဲဆရှိသောလူရန်ဝိထုစုသူတို့အားရေးဆက်သွန်းချအမြပေးဝေလူရေးစကြတရားတော်နာမည်လူတော်ကြီးမင်္ဂလာကြီးဖြစ်ပါကြောင်းမင်္ဂလာတာရုစုစုနှင့်ပထနာမှုပြုတော်မူကြပါယံဥရောစဉ်စကားတိုက်တွန်းပြောကြအပ်ပါရခင်ဗျာလူတော်မင်္ဂလာအပရိသတ်ပေါင်းတို့ခင်ဗျာဗုဒ္ဓဘာသာသံဃာတော်မှာထာဝရဥထိပ်ပန်းစင်အစမြဲဖြစ်သောတပင်အစပဏာမမှာဖြင့်အနန္တောနန္ဒ၅ပါးကရောကမှစတင်ဆောင်ရွက်မှာဖြစ်တဲ့အတွက်မောင်ရှင်လျာနာတာကညာလေးများကစေပြလက်စုံခတ်ယုံရှက်မှုအာယုံပြိုးထားကြပါခင်ဗျာဇလွန်စိန်လကြိုင်မင်္ဂလာဆိုင်မှာပါဝင်ကျူးရင်ကုသိုလ်မြင့်ပေးရန်ဖြစ်ပါတယ်ခင်ဗျာနမောဗုဒ္ဓတာနမောဓမ္မတာနမောသံဃတာနမောမာတာဝိတ္တတာနမောအာစိတတာနမောဗုဒ္ဓတာဓမ္မစုံကိုမချွတ်ဖြစ်ရန်ရည်တန်စည်းစုမြတ်ကောင်းမှုကြောင့်မုဏိဓမ္မရိဖြစ်ကြီးဖြစ်တော်မူသောမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးအားနမောစေနာသောစုမနောမြူလျက်ကြည်နူးတရာရှိဖို့ကြောပါသည်မောင်ရှင်လျာနတ်တာကညာလေးများကဥသုံးငိန်ချကြောပန်းဆင်လိုက်ပါခင်ဗျာရှစ်သောင်းလေးတောင်ရောင်များပြားမြတ်တရားတို့အားလည်းနမောစေနာသောစုမနောမြူလျက်ကြည်နူးတရာရှိခိုးကြောပါသည်မောင်ရှင်လျာနာတာကညာလေးများတို့ကဥသုံးငိန်ချကြောပန်းဆင်လိုက်ပါခင်ဗျာတန်ခတ်တာများစွာထောင်သောတန်ဃာတော်ဆရာပေါင်းတို့အားလည်းနမောစေနာသောစုမနောမြူလျက်ကြည်နူးတရာရှိခိုးကြောပါသည်မောင်ရှင်လျာနတ်တာကညာလေးများတို့ကဥသုံးငိန်ချကြောပန်းဆင်လိုက်ပါခင်ဗျာမာတာပိတ္တာမြေပေါ်တော်မကကျူးသည်ကျေးဇူးရှင်မိခင်မခင်တို့အားလည်းနမောစေနာသောစုမနောမြူလျက်ကြည်နူးတရာရှိခိုးကြောပါသည်မောင်ရှင်လျာနာတာကညာလေးများတို့ကဥသုံးငိန်ချကြောပန်းဆင်လိုက်ပါခင်ဗျာ
ရှိရတာငယ်စဉ်တောင်ကြီးကလေးပေါ်မှာစားတင်းเสียရေးเสียကြားเสียပေါင်းလို့အားလဲနမောစေနာသောစုမနောတိရဲ့ကြည်နူးကြတာရှိဖို့တော်ပါသည်မောင်စီလျာနာတာခကြလေးများတို့ကဦးသုံးကျင်းချကတော်ပန်းဆင်လိုက်ပါခင်ဗျာဒီဆရာမြင့်ဆရာကြားဆရာအများကိုဒီညာများကိုလည်းယူပြကယူနာတရားထားတဲ့စေတနာဝေပြဆရာသခင်ကျေးဇူးရှင်တို့အားရှိခိုးပါ၏ခရှိခိုးပါ၏ဖယာကဲ့သို့ဖယားတရားတန်ခါရန်နာမြတ်သုံးပါးနဲ့မိဖဆရာသခင်တို့အားဥတင်သာဂါရဝေပဏာမေပြုရတဲ့အကျိုးမဲ့ဖလားကြောင့်မညိုးထွက်ကြွပြီးအခြေပြောင်တဲ့အပြင်ကိုနရမကအတီရောင်ထွန်းကြ၍ရွှေတောင်စွန်းဗြဟ္မဘုံထိလို့မို့ရန်နာဆုံးပြည့်မောက်ဖြိုးလျံကကြောက်ဖိုးတံပလဲပရမများနဲ့အမြဲမချအိတ်စီတန်ဟုကိတ္တိမမသတင်းမွေးမတော်မင်းတထေရွှေဘရက်ဂရေခိုင်မသိမြိုင်နှင့်တားမြင့်မြစ်တို့နဲ့ပွားစီချစ်တုံမောင်နှံသုံးသခင်တို့သည်နကုလမောင်နှံပမာပြု၍ယခုဘဝမှာဒီတန်တရားတစ်ပတ်ကနိဗ္ဗာန်စကန်းသို့တက်လန်း၍ရွယ်ချူကာလွယ်ကူစွာနှစ်ဦးပြန်၍ကူးနိုင်တော်မူကြပါစေကုန်သတည်းရဲ့လို့ဆုတောင်းမင်္ဂလာပြုအပ်ပါရခင်ဗျာမင်္ဂလာပဏာမကံအောက်မြင်ပါပြီခင်ဗျာရှင်ပြုနာတာလူတော်မင်္ဂလာဆိုင်ရာလောကီမင်္ဂလာများကိုဆင်ရင်ချင်းမြင့်ဆောင်ရွက်မှာဖြစ်ပါတယ်ခင်ဗျာအလူတော်မင်္ဂလာအပရိသတ်ပေါင်းတို့ခင်ဗျာတိတ်တာဘုရားရှင်လက်ထက်ထင်းရောင်ကြီးဖြင့်အသက်မွေးမြူရသောဘုရားအလောင်းကထာဝါနလူလင်သည်မိမိအရွယ်နှင့်လျော်ညီစွာအလူဒါနာများကိုအမဲမပြတ်အဖန်တလဲလဲလှုပ်အပ်သောကြောင့်မင်းစည်းစိမ်ပြည့်စည်းစိမ်ကိုတနေ့နေ့တညမှသည်အသက်ထဆုံးရရှိသွားသည့်ထုံဟောင်းသက်သေတာရကများကိုထောက်ဆူ၍ဒီကနေ့မှာတော့ဖြင့်ရှင်ပြုလူတော်မင်္ဂလာဆိုင်ရာလောကီမင်္ဂလာများကိုဆင်ရင်ချင်းမြင့်ဆောင်ရွက်မှာဖြစ်ပါတယ်ခင်ဗျာဤစီစဉ်မှာတော့မင်္ဂလာကလများကိုင်းဆောင်ပေးမည်မြမငယ်မတ်မြသိင်ကြီးအားဤစင်မြင့်တဲ့ရှိရာမင်္ဂလာနေရာမို့သို့ကြိုတင်၍နေရာကိုပေးနိုင်ပါရန်ခင်မင်းရင်းနှီးစွာဖိတ်ကြားအပ်ပါတယ်ခင်ဗျာလူတော်မင်္ဂလာအပရိသတ်ပေါင်းတို့ခင်ဗျာ30ပုံဒီဟူသောနှောင်းအိမ်တန်ရိုက်အတွင်းမှာထွက်မြောက်ခြင်း၏ပုပ္ပနမိတ်ကိုအကြောင်းပြု၍ခြီ30မြင်ပါသောမင်းကိုကြီးစလွဲကိုရှင်သာမဏေလေးများတို့အားချီးမြှင့်မှာဖြစ်ပါရခင်ဗျာဤစီစဉ်ကိုတော့ဖိုးဖွားများဖြစ်ကြတဲ့အလူတိုင်းကဥထိလိုက်အလူတိုင်းကမှဒေါ်မြင့်မြင့်လေးတို့ကစင်မြန်းချီးမြှင့်မှာဖြစ်ပါရခင်ဗျာလောကတန်ထွားလူတို့ဓမ္မတာမှာဖူးဖူးဖွားဖွားတို့ကအရေးတူရေပါးကိုထွင်းဖောက်လျက်ရိုးရင်းချင်းစီခိုက်တီတီအနှစ်ဆိုင်အောင်ချစ်ရတဲ့မြေရတနာလေးများကိုတည်ငြိမ်အေးချမ်းသောဘဝကိုရရှိစေရန်မပြတ်စည်းစိမ်မငြိမ်နှလုံးမဖုံးလွှမ်းရလေအောင်ကြီးမားသောမေတ္တာတဲ့သဘောဖြင့်စောင့်ရှောက်လေးရှိကြပါတယ်ဒီကနေ့မှလည်းမင်းကိုကြီးဆိုလဲများကိုစင်မြန်းချီးမြှင့်တိတ်တိဆင်ပေးနိုင်ပါရန်လေးစားစွာဖူးဖွားတို့အားပန့်ကြားအပ်ပါတယ်ခင်ဗျာဝါပါစေဇောတိကသံပမာချေ
င်းသမီးမြောင်ရင်မြရောင်ရှုနေနေရာရှုနေစိတ်ရွှေငွေလေးရအစာစီးတဲ့ဂုံချိန်တိုးတဲ့ပေါ်ပြေဝပါစေဇောတိကသံပမာချေလောကပါလာသာသနာဆောင်တတ်တွေသာသနာဆောင်တတ်တွေသာသနာဆောင်တတ်တွေစောင့်ရှောက်တဲ့မြမပြေလောကပါလာသာသနာဆောင်တတ်တွေသာသနာဆောင်တတ်တွေသာသနာဆောင်တတ်တွေစောင့်ရှောက်တဲ့ကျုပ်တို့မြမပြေလူတို့အမြတကာရေရကြပါစေအော်နေတဲ့ဒါနာတိနာပေါင်းရပါဝေတရားနာလူတို့အမြတကာရေရကြပါစေနေရာချွေမြေဝမ်းမြတ်တာရှင်ဒီဝိထန်စုပန်တောင်းလို့တောင်းရမှုပါအလူတော်ပြင်နိုင်ကြပါစေအစိမ့်တိတန်ကုံမောင်းဆန်သည်တာမနာစက္ကူတပ်ပညင်ထွန်းထောင်းရှင်တော်မြတ်ဗျာကိုတော်တိုင်မြစ်တာဖို့တစ္ဆာဆိုခဲ့သောပြိမြစ်တာဒေသနာတော်များသည်ကုသိုလ်ကောင်းမှုပြုခြင်းပေါ်ကြောက်ရောက်တတ်သောဘေးဒဏ်ရမန်ပေါင်းတို့ကိုဟန်တာဖယ်ရှားပေးနိုင်တဲ့အတွက်မင်းများပင်အားကိုးရသည့်မင်းကိုကြီးမင်းကိုချီသောမင်းကိုကြီးဆရာရှင်ဟန်တို့ပြိမြစ်တာဒေသနာတော်ဖြင့်ထုံဝန်းအပ်သောမြတ်စလန်သည်မင်းကိုကြီးကိုယခုကဲ့သို့စင်ရင်ချီးမြှင့်ခြင်းကြောင့်ရှင်သာမဏေရာမင်းတို့သည်ဩဇာတွင်အာနာထက်ရာဇာအဆက်ဆက်ရေးမြင်ဖို့အစိုးရတယ်လို့ဘုန်းတကူထက်ပြက်စီမှာဖြစ်ပါတယ်ခင်ဗျာမင်းကိုကြီးဆိုလည်းများစင်မြန်းချင်းမြင်တိတ်တိဆင်ရင်အစီအစဉ်အောင်မြင်ပြီဖြစ်ပါရခင်ဗျာမင်္ဂလာအပရိသတော်မင်းပေါင်းတို့၏ဝမ်းမြောက်ဝမ်းသာအောင်ဩဘာထောပနာလက်ခုပ်သားများဖြင့်ထက်ဆင့်ဂုဏ်ပြုချီးမြှင့်ပေးကြပါစို့လားခင်ဗျာဆက်လက်ပြီးရှင်သာမဏေလျာနာတာကညာလေးများတို့ရဲ့အလှပချက်သည်ဆောင်ခြင်းနဲ့ပန်းတို့၏မွေးနံတို့သည်လေရွာသို့သင်းပြန်တကယ်သူရှင်သာမဏေလျာနာတာကညာလေးများတို့ရဲ့ကိုကျင့်သီလပန်းတို့ရဲ့ကောင်းမြတ်သောဂုဏ်သတင်းရနံ့သည်လေးညာလေးစုံရက်စေမျက်နာသို့ပြန့်နှံ့မွေးကြိုင်စေခြင်းကပိဋ္ဌိပိဋ္ဌပန်းတို့ဖြင့်ခြုံမုန်းအပ်သောမင်္ဂလာအောင်စံပေပန်းကိုစင်မြန်းချီးမြှင့်တိတ်တိဆင်မှာဖြစ်ပါရခင်ဗျာလောကတန်ထွာလူတို့ဓမ္မတာမှာဖိုးဖိုးဖွားတို့ကအရေးတူရေပါကိုထွင်းဖောက်လျက်ရိုရင်ချင်းစီခိုက်တီတီအနှစ်ဆိုင်အောင်ချစ်ရတဲ့မြေနာလေးများကိုဒီငြိမ်အေးချမ်းသောဘဝကိုရရှိစေရန်မပြတ်စည်းစိမ်မငြိမ်နှလုံးမဖုံးလွှမ်းရလေအောင်ကြီးမားသောမေတ္တာတဲ့သဘောဖြင့်စောင့်ရှောက်လေရှိပါရခင်ဗျာဒီကနေ့မှာတော့ဆိုဖြင့်မြေနာလေးများကိုမင်္ဂလာအောင်သွေပန်းကုန်းများကိုတိတ်ထီတင်ဆင်မြန်းမိမဲ့ပုဂ္ဂိုလ်ကြီးများကတော့ဖိုးဖိုးဦးထေးလိုက်နဲ့ဖွားဖွားတော်မြင့်မြင့်လေးတို့ပဲဖြစ်ပါရခင်ဗျာစင်မြန်းချီးမြှင့်တိတ်တိဆင်ပေးနိုင်ပါရဲ့လေးစားစွာပန်ကြားပါရခင်ဗျာ
ခုဆိုလျင်မင်္ဂလာအောင်ဆံမဲ့ပန်းကုန်းများအားရှင်သာမဏေလျာနာတာကညာလေးများအားဆင်မြန်းချီးမြှင့်တိတ်တိဆင်ခြင်းစီစဉ်အောင်မြင်ပြီဖြစ်ပါရခင်ဗျာမင်္ဂလာအပရိသတော်မင်းပေါင်းတို့၏ဝမ်းမြောက်ဝမ်းသာအောင်ဩဘာထောပနာလက်ခုပ်တံများထက်ဆင့်ချီးမြှင့်ပေးနိုင်ကြပါရဲ့လေးစားစွာပန်ကြားပါရခင်ဗျာဆက်လက်ပြီးရှင်သာမဏေလျာလေးများကိုကေတစ္စေရနာငေစံပေမင်္ဂလာနဲ့တိယောရကဦးကောင်းစိမ့်မင်္ဂလာတို့ကိုဆက်လက်ချီးမြှင့်ဆောင်ရွက်မှာဖြစ်ပါရခင်ဗျာဤစီစဉ်မှာတော့ဖိုးဖွားပြများဖြစ်ကြတဲ့ဖိုးဖိုးဦးထေးလိုက်ဖွားဖွားတော်မြင့်မြင့်လေးတို့မှဆက်လက်စင်ရင်ချီးမြှင့်မှာဖြစ်ပါရခင်ဗျာဤမင်္ဂလာနေရာမှာတို့မောင်ရှင်လျာလေးများအားကြွရောက်ချီးမြှင့်ပေးနိုင်ပါရဲ့လေးစားစွာဖိတ်မှန်တကပြုရပါရခင်ဗျာဧကတုကေတစ္စေနမင်္ဂလာနဲ့တိယောရကဦးကောင်းစေးမင်္ဂလာကိုချီးမြှင့်ရခြင်းကြိုးကြောင့်မကောင်းသောအနိဋ္ဌာအညစ်မြူဟုသမျှပိန်းကြာဘတ်တွင်ရည်မနေတကဲ့သို့ကင်းစင်လျောကြာပပျောက်ပြီးကောင်းကျိုးချမ်းသာများကိုပွားတူးစေကရှင်ဘာဝူယောဂကင်းတကဲ့သို့ဘောဂမင်းတထေးကြီးတပွဲမနေကပြီးတကယ်ဖုံးတကူတက်ပြီမို့အဆုံးကျိုးဆက်ကတော့မပြတ်ကမျောပြီးအသက်ရာကျော်ရှည်ကတဘာကုံဟိတ်ပြန်လျန်းဖိတ်မြအဲ့ဒီအထွေထွေဂုံချက်တီတို့သည်လိုလီသည်မရှိရပြေဝကုံလုံးပြည့်စုံကြပါစေတော်ဟုဆုတောင်းမင်္ဂလာပြုအပ်ပါရခင်ဗျာယခုဆိုလျင်ကေတစ္စေနငဲစံပဲမင်္ဂလာနဲ့တိယောရကဦးကောင်းစင်းမင်္ဂလာတို့ကိုဖူးဖူးဖွားဖွားတို့ကစင်မြန်းချီးမြှင့်ဆောင်ရွက်ပြီးဖြစ်ပါရခင်ဗျာဤမင်္ဂလာအောင်မြင်သောအရက်လင်းဖြင့်မင်္ဂလာအပရိသတ်တော်မင်းပေါင်းတို့၏ဝမ်းမြောက်ဝမ်းသာအောင်ဩဘာထောပနာလက်ခုပ်တံများထက်ဆင့်ဂုံပြုချီးမြှင့်ပေးကြပါစို့လားခင်ဗျာဆက်လက်ပြီးတံမူလဖတ်တာမင်္ဂလာဒီဟုသောရွှေထမင်းငွေထမင်းမင်္ဂလာထမင်းခွန်ကျွေးချီးမြှင့်တိတ်တီစင်ကြီးမင်္ဂလာကိုကျေးဇူးတော်ရှင်မိခင်ဖခင်တို့ကဆက်လက်ချီးမြှင့်မှာဖြစ်ပါရခင်ဗျာအတိတိလာအတိစိတ်တာအတိပညာ
တိတ်ခါ3ရက်ကိုကြင့်ကြံအားထုတ်ရန်ဒုက္ခသမှုရနိရောဓမက်ခင်လေးခွင်သောတစ္ဆာတို့ကိုပိုင်းခြားသိမြင်ရတဲ့ခင်မွန်းကြီး10ပါးတို့ရဲ့အမှုကြီးငယ်ပြပြနဲ့သာသနာတော်ရဲ့အစည်းအဝါးတို့ကိုစွမ်းစွမ်းတမန်ဆောင်ရွက်ကျိုးပန်းနိုင်ရန်တို့ကိုရည်တန်လျက်တံမူလပတ္တမင်္ဂလာတိဟုသောရွှေသမင်းငွေသမင်းခွန်ကျွေးချီးမြှင့်တိတ်ထိစင်ရင်မင်္ဂလာကိုဆောင်ရွက်မှာဖြစ်ပါတယ်ခင်ဗျာဤမင်္ဂလာကိုတော့မောင်ရှင်လျာနာတာကညာလေးများတို့ရဲ့မိခင်ဖခင်များကိုယ်တိုင်ကစင်မြန်းချီးမြှင့်ဆောင်ရွက်ပေးနိုင်ကြပါရဲ့လေးစားစွာပန်ကြားပါရခင်ဗျာရှိဖြာမင်္ဂလာအရှိထားခဲ့သည်တကယ်မမေ့ကြပါနဲ့အဒီ38ဖြာမင်္ဂလာအရှိထားခဲ့သည်တကယ်မမေ့ကြပါနဲ့အဒီရှိကဘာစာကဆရာတွေစုံကြီးလောကီမင်္ဂလာထင်ရှားစွာပင်ထပ်ခွင်မြန်မာပြည်မွတ်ကြမီ12ပါးလူရေးဆန္ဒပြကြမီထူးမြတ်သည်ကောင်းမြတ်သည်ကောင်းမြတ်ရာစကြဝဠာမှာအတီးအောင်ရောင်စာစီတရားနဲ့ညီထားခဲ့သည်တရားနဲ့ကောင်းတဲ့ရှင်သည်ကောင်းတဲ့ရှင်သည်အိုးဟရီကာထာချူထူးတဲ့မင်္ဂလာအတီး38ဖြာမင်္ဂလာအရေးထားခဲ့သည်တကယ်မမေ့ကြပါနဲ့အတီးရှိကဘာအစာကဆရာတွေစုံကြီးလောကီမင်္ဂလာထင်ရှားစွာပင်ထက်ခွင်မြန်မာပြည်မွတ်ကြမီ12ပါးလူရေးဆောင်လာပြကြမီထူးမြတ်သည်ကောင်းမြတ်သည်ကောင်းမြတ်ရာစကြဝဠာမှာအတီးအောင်ရောင်စာစီတရားနဲ့ညီထားခဲ့သည်တရားနဲ့ကောင်းတဲ့စုံသည်ကောင်းတဲ့စုံသည်အိုးဟရီကာထာကျူလို့ထူးတဲ့မင်္ဂလာအတီးရွှေနဲ့တတနာနေလာပြတဲ့မင်္ဂလာတီသာနာဝတ္တနာနာကိုတာချင်းပြုပါသည်အောင်ကြောင့်စာစီနောင်ကောင်းရသည်အောင်ကြပါသည်နောင်ဘဝတာရှိအခေါ်မောင်လေးလေးဘုရားပဲအဝေးကကြောင့်ကြသွားကြပြီအိုးဟရီဂါထာတကောနဲ့စီးစိမ်တို့လို့ရတနာမို့သူချို့လို့ရွာသည်
ဇွန်ကြမင်္ဂလာတီဝေဝေတိတာဆိုတာကတော့သာသနာအမွေခံသည်ဝေဝါနဲ့အာဝါကထိမ်းမြမင်္ဂလာတီအော်နှစ်သိကူတာအရင်ကကြတော့သိညာနာမင်္ဂလာခေါ်ပါသည်အောင်ကြောင့်စာစီနောင်ကောင်းရသည်အောင်ကြပါသည်နောင်ဝတ္တာရှိအခေါ်မောင်လေးလေးမရပဲအဝေးကကြောင်ကြောင်သွားကြပြီအိုးဟရီဟရီဂါထာတကုံးကိုလည်းစီးစိမ်လေးတိုးလို့ယရနာမောတို့ကျိုးရွာသည် ဧကတုတံမူလဘတ်တာမင်္ဂလာတီးဟုသောရွှေထမင်းငွေထမင်းတို့ကိုခွန်ကျွေးချီးမြှင့်တိတ်ထိစင်ရင်မင်္ဂလာကိုစောင့်ရွက်ခြင်းကြောင့်ရှင်သာမဏေလျာနာတာကညာလေးများတို့သည်သက်ရှိကျမ်းမှာအသက်တရားတောင်းတမရှိအလိုတော်ပြည့်၍နေရသောဆက်ရတယ်လို့မြတ်အာဟာရအတွက်တသက်လူလူပြီးပြီမို့မတ်ဖို့ကြီးခုတ်မကြတဲ့အောင်အနုရုဒ္ဓပမဘဂဝါတရားဤတိုင်းအာဟာရပြီး၍ကဘာတီဟုပဂရုတမယမွေးပြန်လာတဲ့တလေးဆံကိုကုန်းမကြီးကလျာဏီတို့ကအပြင်းပြင်းလီလီထောင်းဆင်၍အတင့်တဲဆုံးသုံးဆောင်စီမံအပ်သောအာဟာရပရိဘောကရွှေထမင်းငွေထမင်းတို့ကိုခွန်ကျွေးချီးမြှင့်တိတ်ထိဆင့်ကြတာဖြစ်ပါရဲ့ခင်ဗျာယခုဆိုရင်တံမူရဘတ်တာမင်္ဂလာတီးဟုသောရွှေထမင်းငွေထမင်းမင်္ဂလာထမင်းခွန်ကျွေးချီးမြှင့်တိတ်ထိဆင်ခြင်းအစီအစဉ်အောင်မြင်ပြီဖြစ်ပါရဲ့ခင်ဗျာမင်္ဂလာအပြည့်တော်မင်းပေါင်းတို့၏ဝမ်းမြောက်ဝမ်းသာအောင်ဩဘာထောပနာလက်ခုပ်သမားထက်ဆင့်ဂုံပြုချီးမြှင့်ပေးကြပါစို့လားခင်ဗျာရှင်သာမဏေလျာနာတာကညာလေးများတို့ကိုအဝိတ္တဇာယရနာစင်မြန်းချီးမြှင့်ခြင်းမင်္ဂလာကိုဆောင်ရွက်မှာဖြစ်ပါရဲ့ခင်ဗျာဤကဲ့သို့ဆောင်ရွက်ရတဲ့အကျိုးအားကြောင့်ယန္နာစိန်ကြောက်ဇဲတောက်ကစားကချမ်းသာကြွယ်ဝနိုင်ခြင်းဟူသောတိတ်နမိတ်တို့ကိုဆောင်ယူတတ်သည့်တဘောလက်ဝဲယန္နာကိုခန္ဓာကိုယ်တွင်အမြဲဝှက်စင်ရကဲ့သို့လူကြီးမိဘများကကောင်းကျိုးညွှန်ပြဆိုဆုံးမှသမျှကိုရှင်သာမဏေလျာနာတာကညာလေးများတို့ကနှလုံးခါရရမှာမမေ့မလျော့ထာဝရဆွဲမြဲမှတ်ထင်ရှိစေခြင်းတဲ့တဘောဒီတဘောအနတ္တရွယ်ကိုထင်ရှားစေဖို့ဤမင်္ဂလာကိုဆောင်ရွက်ခြင်းဖြစ်ပါရခင်ဗျာယခုမင်္ဂလာများကိုတော့ဖိုးဖွားဖွားများဖြစ်ကြတဲ့ဘဘဦးထေးလိုက်ဖွားဖွားဒေါ်မြင့်မြင့်လေးတို့ကဆက်လက်စင်မြန်းရှိမြင့်တိတ်ထိစင်ပေးမှာဖြစ်ပါရခင်ဗျာမရှိတဲ့စကားများကိုမကြားရတဲ့သူတွေပါမရှိတဲ့စကားများကိုမကြားရတဲ့သူတွေပါစိတ်တွေပေါ်ရွှေတွေပေါ်ငွေတွေပေါ်စေတနာဆုံးလောကီလောကုံ
ပွေးရောင်ကထားကျူအတူတူမကောင်းတဲ့မိစ္ဆာအမကင်းစင်လို့ကွာအတူတူမကောင်းတဲ့မိစ္ဆာအမကင်းစင်လို့ကွာကောင်းတဲ့စိတ်ကောင်းရင်စိတ်တော့ကိုရောင်လာပြောကြည့်အောင်စကားလာကိုရွှေနာတော့ဆင်ရပါကောင်းတဲ့နမိတ်ကောင်းလေးအချိန်တော့ကိုအယောင်လာပြောကြည့်အောင်စကားလာကိုရွှေနာတော့ဆင်ရပါအခါရွေလို့မရသေးတော့စီးစိမ်ဥစ္စာတုံးပါလို့တကိုယ်တွေပေါ်အောင်လေးမှာဘဝကံအပိဓမ္မာတေသနာသောဘောင်ရင်ညနေတာအမတခေမှာဒူဒူမြတ်မြတ်နေဘူးတာကိုရောက်ပါစေတောင်းစုချွေလို့သာစာရန်ခေါ်လို့သာဆရာလည်းတော်ရှိရေးပေတာ ယခုဆိုရင်ဒုသကဏဝိတ္တဇာယနာစင်မြန်းချင်းမင်္ဂလာအောင်မြင်ပြီဖြစ်ပါရခင်ဗျာမင်္ဂလာအပရိသတ်တော်မင်းပေါင်းတို့၏ဝမ်းမြောက်ဝမ်းသာအောင်ဩဘာထောကနာလက်ခုပ်သများထက်ဆင့်ဂုံပြုကြီးမြင့်ပေးကြပါစို့လားခင်ဗျာမျက်နာသမင်္ဂလာကဏ္ဍဝဆနာမင်္ဂလာတပင်ကိုနာတာကညာလှသူစားတို့ကသုံးပါးသောယရနာအမွန်နဲ့ငါးပါးသောဂရုတမတိတို့ကိုအဋ္ဌိယအလှတန်းစားမဏိကုံနလနရောင်းတဖွဲပြု၍နားဝဲလှလှပန်းစင်ကြရပြီးဘရက်တစားဒွါရရာတိဟုသောမဟလတာတန်းစားကိုဆင်မြန်းကကဏ္ဍဝဆနာမင်္ဂလာတပင်ကိုဆင်ရင်ကျင်းပမှာဖြစ်ပါရခင်ဗျာယခုစီစဉ်မှာတော့နာတာကညာလေးများတို့ရဲ့အမိဖာများကဆင်ရင်ဆောင်ရွက်ချီးမြှင့်သိဋ္ဌိစစ်မှာဖြစ်ပါရခင်ဗျာလေးစားစွာပန်ကြားပါရခင်ဗျာယေဝေတုတတနာနေလာပြတဲ့မင်္ဂလာတီခန္ဓာဝိပါဒနာနာဟုသာရှင်းပြပါပြီယေဝေတုတတနာနေလာပြတဲ့မင်္ဂလာတီခန္ဓာဝိပါဒနာနာဟုသာရှင်းပြပါပြီငယ်စေပေကအချီမြစ်တီကြရဲ့ဖြစ်ကေတိစေတာမင်္ဂလာပါတီနာမည်ခေါ်စရာအချင်းကြမြင်လို့သိညတင်နာမင်္ဂလာပါတီပကတိနာတော့ဒေါနာလည်းနာကြီးတမူလာပတ်တာစိုးတမေခေါ်ရမယ်မာလီအောင်ညောင်းစာစီနောက်ကောင်းရာတီအောင်ညပါစေနောက်ဘဝတာရှိအဖုံဖုံလီလီဖယားမေဝေကွာကြောင့်ရှာပေါ်ကြမီအိုဟရီဟရီခါ
နာတာကညာလှသူစားလေးများဟာအေးမြချင်းတီတကူကဲ့သို့တင့်တယ်ခြင်းကိုစောင့်တယ်လို့အဝိတ္တဇာယေနာနှင့်သဘောညီများသောသွန်သင်ဆုံးမဩဝါဒဂရုတမတိတို့ကိုခါဝိကဲ့သို့မြဲမြံလျက်ကောင်းမြတ်သောဂုဏ်သတင်းပြန်မွေးခြင်းကိုထာဝရဆောင်ယူနိုင်သူများဖြစ်ပါစေတော်ဟုဆုတောင်းမင်္ဂလာပြုအပ်ပါရခင်ဗျာယခုဆိုလျှင်ကဏ္ဍဝိဇ္ဇနာမြတ်နာတာမင်္ဂလာသဘင်ဆင်ရင်ချင်းမြင့်ဆောင်ရွက်ခြင်းမင်္ဂလာအောင်မြင်ပြီးဖြစ်ပါရခင်ဗျာမင်္ဂလာအပရိသတော်မင်းပေါင်းတို့၏ဝမ်းမြောက်ဝမ်းသာအောင်ဩဘာထောပနာလက်ကုပ်တများထက်ဆင့်ဂုံပြုချင်းမြင့်ပေးကြပါစို့လားခင်ဗျာသုတ်တိလက်ခံပါဠိတော်ရ
ရှင်သာမဏေပြည့်မြည်တိတ်တသရိုးသားကိုသာသနာဥပဒကကြီးများဖြစ်ကြတဲ့မြမမင်းပေါင်းတို့ကနတ်တို့ဆောင်ယူပို့တာအသောအနဝတ္တ IC တို့ရေစင်သွန်းကဆုတောင်းမင်္ဂလာပြုကြပါရခင်ဗျာဤစင်လာကိုပမာမူပြီးအလူတော်မင်္ဂလာဘိတေကာမုကအဘိတေကရေစင်တော်သွန်းလောင်းကရွတ်ဖတ်စာသွင်းဆုတောင်းမင်္ဂလာပြုမှာဖြစ်ပါရခင်ဗျာတိရိစေရဝရသိတိထုတိဩဘာထောပနာနဲ့ပထနာတိတတုတ္တစာသာပြည့်ညတ်များတွင်ထင်ရှားမင်္ဂလာဗိသိက်မာ၌ဆေပြမကွဲပါစမြတ်တိဟူသောရှေးပညာရှိသူခမိန်တို့မိတ်ဆိုတော်မူခဲ့သည့်အတိုင်းအဘိသေကရေစင်တော်ကိုဤမောင်ရှင်လျာနာတာကညာလေးများတို့ရဲ့ဥကောင်းထက်၌ရွတ်ဖတ်စာသွင်းဆုတောင်းမင်္ဂလာပြုခြင်းတို့ကြောင့်မောင်ရှင်လျာနာတာကညာလေးများတို့သည်လောကီလောကုတ္တရာထုတ်တိတ်သောအကျိုးအာနိသင်များကိုရရှိစေရန်ရည်တန်ရင်းဖြစ်ပါရခင်ဗျာစိန်နာမဏိယရဏနိဗုဒ္ဓံဗုဒ္ဓယရဏနံကရံကရတိတရဏံခိပ္ပမေဝသမိစရုစိန်နာမဏိယရဏနိဓမ္မံဓမ္မယရဏနံကရံကရတိတရဏံခိပ္ပမေဝသမိစရုစိန်နာမဏိယရဏနိတံကံတံကယရဏနံကရံကရတိတရဏံခိပ္ပမေဝသမိစရုအောင်မင်္ဂလာအောင်မြင်ရသည်အောင်ခါရမြတ်စက္ကပတ်၌နတ်ခတ်အကျံဗိသိက်တော်ကန်းတွင်နတ်ပန်းမြေစာတပည့်များနှင့်ရေပြာခိတိတ်နမိတ်ကောင်းအောင်ဗိသိက်တော်လောင်းတော်မူပါမို့ဇလွန်စိန်လကြိုင်ဆိုင်းတော်မင်္ဂလာကအဘိသေကမြေဝတ်တော်အတရေစုံသေးဖို့တေးစကုံဖြင့်ဂုံပြုချီးမြှောက်တော်မူပါခမညာတေးစကုအောင်မလို့ဟရိဟရိစရိမုခံပကကြံဒေဝီတကံဟရိဟရိဘာဟိန္ဒုဘာဟိန္ဒုဗျာကျန်တို့ရကျန်တို့ဗေဒရောကြရှရာကြခကြက်ထွာချိန်နာမဏိကိုစမရုဟရိဟရိကျုပ်ကတုငေကြမင်္ဂလာမတရားဗိမာန်ပြည်နိဗ္ဗာန်တို့ဧကံထုတ်ချောင်မြောက်ရောက်ပို့ဆောင်တော်မူတတ်သောမြတ်စွာဘုရားရှင်ကိုရမေကြီးအားဥဖျားဖျားအမှုထား၍တမန်ဒေဝနတ်မြတ်နှကောင်နတ်ပေါင်းတို့နှင့်တရားပြမနတ်မင်းဒေဝတို့ကလွန်စွာစံပြဆွမ်းမကားဖြင့်ဘေးရန်မောင်ခွင့်ပြောင်းလင်းထင်စွာအောင်ခြင်းမင်္ဂလာကိုဤမောင်ရှင်လျာနာတာကညာလေးများတို့ဟာကူညီဝိုင်းစုကတိုင်းစုရောပြုတော်မူကြပါစေကုန်သတည်းရလို့ဆုတောင်းမင်္ဂလာပြုအပ်ပါရခင်ဗျာကျွန်တော်တို့လောကီမင်္ဂလာ9ပါးကတော့ဒီကနေ့မှာစောင့်ရပြီးစီအောင်မြင်ပါပြီခင်ဗျာ
အဲ့ဒီနောက်မှာကျွန်တော်တို့အစီအစဉ်လေးတွေကဘာလာမလဲဆိုတော့ကျွန်တော်တို့ခုနကတော့ကကြတော့နန္ဒောနန္ဒ၅ပါးကိုသူ့ရဲ့တပင်စပနာမကမ်းမှာမောင်ရှင်လျာနာတာကညာတွေကဆောင်ရွက်ခဲ့ပြီးပြီအခုတခါမှာတော့ကျွန်တော်တို့မောင်ရှင်လျာနာတာကညာလေးတွေမှာသူတို့ရဲ့မိခင်ဖခင်ကိုစီရှိကြပါတယ်အဲ့ဒီမိခင်ဖခင်ကိုစီကိုမောင်ရှင်လျာနာတာကညာလေးများကကြော်ပန်းစင်မှာဖြစ်ပါတယ်အဲ့ဒီအတွက်မို့လို့မောင်ရှင်လျာနာတာကညာလေးများရဲ့မိခင်ဖခင်တွေကိုစင်မြင့်ပေါ်သို့ကြောက်ရောက်ပေးဖို့လေးစားစွာဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာကျွန်တော်တို့မောင်ရှင်လျာနာတာကညာလေးများရဲ့အရှိတ်ခက်ဆောင်ဆောင်လေးမှာမိဘတွေကနေရာယူပေးမယ်နော်မောင်ရှင်လျာတွေကတော့ဒီလက်ရှိနေထားနေပဲမိဘတွေကိုကြော်ပန်းစင်ပါပေါ့နော်ကျွန်တော်တို့အောက်ကိုမစင်းတော့ပါဘူးဒါတို့ကလက်ဦးလေးချီထားမယ်နော်သားတို့သမီးတို့ကဒီကနေ့ဒီရွယ်မှာမိဘတွေဖဖဘွားတွေရဲ့ကျေးဇူးတရားတွေကြောင့်ဒီကနေ့မှာဆိုရင်သာသနာတော်ကြီးရဲ့သာသနာဝင်တွေဖြစ်ကြတော့မယ်အဲ့ဒီလိုဖြစ်ခံတဲ့အချိန်မှာသားတို့သမီးတို့ကကိုယ့်ရဲ့မိခင်ဖခင်တွေပေါ်မှာကာယကံဝစီကံမနောကံနဲ့ပြမကျူးလွန်ထားမိတာရှိရင်သားတို့မှာအပြစ်တွေကြံတဲ့အခါမှာသားတို့ရဲ့အနာဂတ်တွေမှာမေးမိန်ပါဆိုလို့အခုလိုမျိုးမိဘကြော်ကံကိုလည်းဆောင်ရွက်တာဖြစ်တယ်အဲ့ဒီပြင်ခုနကတော့ကမင်္ဂလာတွေရဲ့အကျိုးတွေကိုလည်းသားတို့ကဇက်တိုက်သားတို့ရဲ့နောင်လာမဲ့အနာဂတ်တွေမှာခံစားရရှိစေမှာဖြစ်ပါတယ်ငယ်စဉ်ကစအရွယ်ရ၍လောကမျက်မှောက်လူလားမြောက်အောင်ပင့်ထောင်မနေကျွေးမွေးတုတ်တင်ဝတ်စင်ပွဲရာပြည့်စုံပါအောင်ကောင်းစွာပြုပြင်၍ရေကြီးကာလတီဦးစာပင်ချိုးချင်းစကားရှောင်းကားရှား၍မစားမတော့ကိုးလာမြောက်ကဆယ်မာဖွားထယူရပိုက်ထွေးနို့ကြိုကျွေးသည်မွေးမိသခင်ကျေးဇူးရှင်အနန္တကျေးဇူးတော်ရှင်မိခင်ဖခင်တို့ရဲ့ကျေးဇူးတရားကိုနှလုံးသွင်းစင်ကြင်ကကြည်နူးသရာရှိခိုးကြော်ပါတော့မှာမို့စိန်လကြိုင်စိုင်းတော်မင်္ဂလာကမိဘမြတ်တာဒီပတနာဖြင့်ပါဝင်ကျူးရဲ့ကုသိုလ်ဆင့်ပေးတော်မူပါခင်ဗျာသာတို့ရုပ်ရည်တီရာငယ်ရေကြီးရေကြီးချမ်းမြတပေါက်ကလေးကြယုံမြနဲ့မိဘတို့ဝဲမငိမ့်စရံမေအသီးနှလုံးသားနဲ့ပင်တူညီကြီးမာသောမြတ်တာကုန်မာတာပိတုဥပါရဏံဗုဒ္ဓတာရတသင်္ဃဟောလို့သားသမီးတို့ကမိဘတို့ဟုတ်တယ်လို့ထုံးမရှိဘူးတဲ့ရှင်ဒါကြောင့်လေတန်ရောအတီချီ
ကုန်ပြောကြည့်အောင်ယေရှုတင်သည်အရွယ်မတိုင်မီမိဘများအိုးမွေးသလိုမွေးကြရပြန်ပြီအနန္တကုန်ပြောကြည့်အောင်ယေရှုတင်မီဖွာလက်နှလုံးပခုံးလက်နှသည်လူပြအောင်မေလှုပ်ကြွေးခဲ့သည်ဖွာလက်နှလုံးပခုံးလက်နှသည်လူပြအောင်မေလှုပ်ကြွေးခဲ့သည်လူလာမြောက်၍လာပြန်သည်သားတို့သမီးတို့ကမိဘတွေကကျေးဇူးရှိတယ်ကိုယ့်ရဲ့မိဘတွေကိုယ်ဒီချိန်ထိအမှုမေမတော့မတာမကြောက်ကြအောင်ထားရှိခဲ့တဲ့မိဘတွေရဲ့ကျေးဇူးကိုမှန်းဆပြီးတော့နောက်တစ်ချိန်သားတို့သမီးတို့ကမိဘတွေရဲ့ခြေပမိုးပေါ်ကိုသားတို့ရဲ့နှစ်ဖူးမြင်နဲ့တိုက်ပြီးတော့ထပ်ပြီးတော့ဘရော်ပန်းဆင်မယ်နော်ကိုမိဘတွေရဲ့ခြေပမိုးကိုသားတို့သမီးတို့နှစ်ဖူးမြင်နဲ့တိုက်ပြီးတော့ဘရော်ပန်းဆင်ကြမယ်မိဘတွေကနေပြီးတော့မိဘတွေရဲ့လက်ဘွားနဲ့သားရဲ့သမီးတွေရဲ့လက်ဖူးကိုတင်ပြီးတော့စုပေးပါလက်ဖူးလေးကိုဟုတ်ပြီနောက်ဆုံးတစ်ချိန်ဦးသုံးချိန်ထပ်ပြီးတော့မိဘတွေဦးချမယ်လူပြအောင်မဲလောက်ကျွေးခဲ့သည်လူလာမြောက်၍လာပြောင်းသည်ဟင်းကြီးမထားမရကြသည်ဥပမာပုံခင်းစရာပါအစာတသမင်းနာကျွေးမှာရက်စလေးတော်သည်ဝိပါရကျေးဇူးရှင်ကိုအတီးမတရားတသက်ရက်စလေးတော်သည်သူ့သားတော်လေးမွေးတော်ထွေးပိုက်ခါတလီညပကတွင်အေးကျူ
ယူနာပိုသည်မဲ့ခင်မတန်လို့ပြမရသည်မေရောခရကိုစကားတစ်ခုလောက်မေးမြမရသည်အကျွန်ုပ်ဒီမွေးတဖခင်သည်မြတ်တာသဘောချစ်ပါသလို့ပြုံးမပြပါအခါကမင်းနေသည် ဟုတ်ကဲ့မိဘတွေကသားသမီးတွေရဲ့ကြောချင်းကိုကျေးဇူးဆက်ခြင်းတစ်ပွဲနဲ့ခံယူပြီးတဲ့အခါကျတော့အခုတစ်ခါကျတော့ကျွန်တော်တို့ဒီတစ်ခါမှာကျွန်တော်တို့ဗိသိက်ကျမ်းမှာလက်ဖွဲ့စားတဲ့ခန်းဆိုတာပါပါတယ်ခင်ဗျအဲ့ဒီတော့လက်ဖွဲ့စားတဲ့ခန်းမှာဆောင်ရွက်ဖို့ကဘဘဦးထေးလိုက်တဲ့ဘဝဓမင်းလေးတို့ရဲ့မြည်ရတနာတွေဖြစ်တဲ့သားနှစ်ယောက်ကနေပြီးတော့ပထမဦးဆုံးနေရာယူပေးပါမြတ်စွာဘုရားရှင်ကသားတော်ရာဟုလာကိုဘာတွေများဆုံးပါလဲဆိုတော့ချစ်သားရာဟုလာမြေကြီးနဲ့တူအောင်ကျင့်ပါမြေကြီးနဲ့တူအောင်ဘာလို့ကျင့်ခိုင်းတာလဲဆိုတော့မြေကြီးကသူ့ရဲ့ပေါ်မှာတန့်ရှင်းတဲ့အရာတွေချလဲမြေကြီးကဘာမှမဖြစ်ဘူးရစ်ပေတဲ့အရာတွေချလဲမြေကြီးကဘာမှမဖြစ်ဘူးအဲ့ဒီလိုမျိုးလောကရန်တရားတွေနဲ့ဘလို့ပဲကြုံလာတည်ငြိမ်အောင်ကြိုးစားပါတဲ့နောက်တစ်ခါကျတော့ချစ်သားရာဟုလာတဲ့မြေကြီးနဲ့တူအောင်ကျင့်ပြီးတဲ့အခါကျရင်ရေနဲ့တူအောင်ကျင့်ပါရေနဲ့တူအောင်ကျင့်ပါဆိုတာကတော့ရေကတန်ရှင်းစင်ကြယ်တဲ့ပန်းကလေးတွေကိုပဲစီစီကြောက်တဲ့ရတနာတွေကိုပဲစီစီညစ်ပတ်တဲ့အရာတွေကိုပဲစီစီရေကဘယ်တော့အခါပဲဖြစ်ဖြစ်သူကဘယ်အရာမှမစီးကျင်တယ်ဘယ်အရာမှမစီးကျင်ဘူးဆိုတဲ့စိတ်မရှိဘူးတဲ့အဲ့လိုမျိုးရေနဲ့တူအောင်လဲလောကကြီးမှာကြုံသမျှအရာတွေကိုတည်ငြိမ်အောင်ရင့်ကျက်အောင်နေရမယ်နောက်တစ်ခုကကျတော့ဘာလဲဆိုတော့ချစ်သားတဲ့လေနဲ့တူအောင်ကျင့်ပါတယ်လေနဲ့တူအောင်ကျင့်ဆိုတာလေကကောင်းတဲ့ရက်ကနေလဲတိုက်တယ်မကောင်းတဲ့ရက်ကနေလဲတိုက်တယ်ချင်းချင်းစွာလဲတိုက်တယ်ကြမ်းတမ်းစွာလဲတိုက်တယ်လေဟာဘယ်တော့ခါမှသူ့ရဲ့ပုံသေးရလို့မရှိအောင်လို့ဘယ်အရာပဲလာလေနဲ့တူအောင်ကျင့်ကြံပါတဲ့နောက်တစ်ခုကကျတော့ဘာလဲဆိုတော့မီးနဲ့တူအောင်ကျင့်ပါတယ်မီးနဲ့တူအောင်ကျင့်ပါဆိုတာကတော့မီးကဘယ်ရာကိုပဲလောင်ကျင်တယ်ဘယ်ရာကိုပဲမလောင်ကျင်ဘူးဆိုတဲ့သဘောမရှိဘူးမီးဟာဘယ်တော့ဖြစ်ဖြစ်လောင်ပါတယ်အဲ့တော့ဘယ်လိုရာဖို့ပဲဖြစ်ဖြစ်လိုချင်တတ်မှမူကြောင့်လဲလောဘမဖြစ်စေနဲ့စိုးရိမ်စိတ်တွေကြောင့်လည်းမောဟမဖြစ်စေနဲ့ကိုယ့်ရဲ့ဒေါသစိတ်ကြောင့်လည်းအပြစ်မဖြစ်စေနဲ့နောက်တစ်ခုကအာကာသဟင်းလင်းပြင်လို့ကျင့်ပါတယ်အာကာသဟင်းလင်းပြင်လို့ကျင့်ပါဆိုတာကတော့အာကာသဟင်းလင်းပြင်ဆိုတာဒီသူ့ကိုမှအမိကိုမရှိဘဲနဲ့ကိုယ်တိုင်တယောက်တည်းရက်တည်ရှင်သန်တဲ့အာကာသဟင်းလင်းပြင်ဖြစ်ပါစေတဲ့အဲ့ဒီလိုမျိုးဆုံးပါခဲ့ပါတယ်အခုဒီအခါမှာလဲသားတို့ကအလူတော်မင်္ဂလာကြီးမှာပြိဿတ်ထဲမှာအလူကံထွက်ပါမယ်အဲ့ဒီလူကံထွက်တဲ့အခါကျရင်သားတို့ရတဲ့ဝိထုလက်လာပါလေးကိုမိဘကိုလှူဒန်းလို့ရတယ်ဖယားကိုလှူဒန်းလို့ရတယ်ကိုဥပိ္ပစေဆရာကိုလှူဒန်းလို့ရတယ်အဲ့ဒီခါကျရင်
သားတို့ကဘသူ့ကိုပြန်ပြီးတော့လှူဒန်းမလဲ ဒီပါ ဟုတ်ပါပြီသားတို့ရဲ့သဘောတရားအတိုင်းမိခင်ဖခင်ကိုကျေးဇူးဆက်ခြင်းနဲ့သားမောင်ရှင်လျာတွေကမန္တတော်တွင်မှာအပရိသတ်တွေနဲ့အလူတော်မင်္ဂလာကြီးမှာအတူတူကုသိုလ်တွေဖြစ်အောင်အလူကံထွက်ပါလိမ့်မယ်အပရိသတ်များလည်းပါဝင်ရင်သားတို့ရဲ့ကျေးဇူးဆက်ပွဲမှာပါဝင်အားဖြည့်ကြပါစို့ခင်ဗျာဇလုံးစိန်လာကြိုင်ဝိုင်းတော်မင်္ဂလာကအစင်လာမနောကွန်ရအောင်မင်္ဂလာပြောညွတ်တန်တာဖြင့်ခေမာနိဗ္ဗာန်တန်းဖွင့်ကျိုးစုပြီးတော်မူပါရောခင်ဗျာအရှိကိုရောက်ပါလို့တဲ့အနောက်ကဲတဲ့မျောလာရင်အရှိကိုရောက်ပါလို့တဲ့အနောက်ကဲတဲ့မျောလာရင်တကောလိုက်ရွှေကောက်ကားဖယားဖယားဖယားကိုမြရှင်ကိုရောက်ပါလို့တဲ့အနောက်ကိုတဲ့မျောလာရင်အရှိကိုရောက်ပါလို့တဲ့အနောက်ကဲတဲ့မျောလာရင်တကောလိုက်ရွှေကောက်ကားဖယားလေးလေးဖယားလေးလေးဖယားကိုမြင်စာပလွေရေမပိုက်ပါလို့တဲ့စာပလွေကိုရေမပိုက်ပါလို့တဲ့စာပလွေကိုရှင်အမေရေမပိုက်ပါလို့တဲ့ကြောင်းတော်ကိုတဲ့လိုက်မဲ့ပြီကြောင်းတော်ကိုတဲ့လိုက်မဲ့ပြီကြောင်းတော်ကိုတဲ့လိုက်မဲ့ပြီ ဘယ်စာဘယ်နဝမောင်တင်မလို့တော့ဘယ်စာကိုဘယ်နဝမောင်တင်မလို့ဘယ်စာကိုရှင်ဘယ်နဝမောင်တင်မလို့တော့ဝေလေးကိုတန်ချုံတော့ယောခဲ့ပါအောင်သားတို့ခုနကတော့လက်ဖွဲ့စားရိုက်ခန်းမှာအလူကံထွက်တဲ့အခါကျတော့အပရိသတ်တွေကဝိထုဒါနတွေနဲ့ပါဝင်ကြတယ်အဲ့တော့ခုနကတော့သားတို့ပြောခဲ့တဲ့အထက်မှာ၃မျိုးပေးလို့ရတဲ့အထက်မှာဘယ်သူ့ကိုပေးမှလဲမိဘဆိုတော့မိဘဖြစ်တဲ့အားလျော်စွာမိဘကိုသားသမီးတွေကပေးမယ်အဲ့ဒီမိဘတွေကမှတဆင့်အဖိုးဖွားတွေကိုအခုရတဲ့ဝိထုငွေတွေကိုကြော့မယ်အဲ့ဒီကြော့တဲ့ဝိထုငွေတွေကိုအဖိုးဖွားတွေကသူတို့ရဲ့အလူတော်မှာလဲထပ်ပြီးတော့ထပ်စင်ကဲသာသနာတော်အတွက်လှူဒန်းမဲ့မင်္ဂလာကိုဆောင်ရွက်မှာဖြစ်ပါတယ်ခင်ဗျာ
ဇလွန်စိန်လကြိုင်စိုင်းတော်မင်္ဂလာကမိသားစုကြော်ပွဲနဲ့ပါဝင်အားဖြည့်တော်မူပါခင်ဗျာကြုံခဲ့ပါပဲနင်းကြီးတခါအာကြီးတလက်ရဲ့တမှုရိယနေမှာကျင်လေကျစားမအလတ်နိုင်ရှာပဲလောကဓမ္မတာတော့ကဖြာဖြာဂျုံရပြီချစ်တော်ဖေချစ်တော်မိမိမတွေ့တာကြာလီလေပူရသတိရနေလေလိုက်လွဲဖွာသာသမီများကအတူချတော့ပါရပြီမြတ်မို့တောင်းကျေးဇူးကိုဆက်လို့မကုန်မီရာရီတပေါက်ကလေးချယုံညာနဲ့မိဘတို့ဝမ်းမငင်းကြမင်းဘဝလည်းနဲ့လို့ပခုံးလည်းနဲ့တီဝါဘတော်ကစီနဲ့နဲ့လူဖြစ်အောင်ကြည့်လက်ချင်မတန်းရအောင်ပင်မကြည်စွာမွေးမြူရပြီဒီကျေးဇူးကုန်နေရှင်ရောမလို့တော့မတော့ပါလေကျေးဇူးရှင်ဖီနဲ့မေငေးစင်တောင်ကြီးခလေးဘဝကတီးဆူလို့ချုံပြဘုံတွေမမီလေးတွေခိုးယူခိုးပြခိုးဝါနဲ့ကဲအဖက်ခလို့ချီလာကဲတော့အောက်ကဖာကလေးတွေကောက်ခါပေးဖို့မလိုက်တဲ့တန်လေးတွေသမီးဖြစ်ကြရောက်မိတယ်လေငယ်စဉ်တောင်ကြီးမြဘုံတွေမမီလေးတွေကိုယူကိုရကိုဝနဲ့ကဲအဖက်ခလူစုတဲ့တန်တွေမိတ်ထီလာကဲတော့အောက်ကဖာကလေးတွေကောက်ခါပေးဖို့ပါလိုက်တဲ့တန်လေးတွေသမီးဖြစ်ကြရောက်ပြီလေလလာရီဩဇရီတိကရေကကုငါစခါရှောင်းရှားလေးတကောင်းမြတ်တာဩကောင်းရလုံးရှင်လီပြဝိနေအတတ်ကိုလဲတင်သေးထေရရင်ဝငါရင်ကြည်မာလေချီမာရောတာလူနဲ့သာသမီစုတွေကိုလည်းပြယုံထုံးကမရှိခဲ့ဘူးတို့ဖရာတော်မှာငုတ်တလုံးဘူကြည်အနန္တနိုင်ဝင်ချီလူရှင်မိဘနှစ်ပါးကိုတာတို့ပါရဲ့လေ
ရှက်ခါလို့လို့ရှိခုလို့ကြတော့ပါရည်ကျေးဇူးရှင်ဖိဖိနဲ့မိမိကျေးဇူးရှင်ဖိဖိနဲ့မိမိကျေးဇူးရှင်ဖိဖိနဲ့မိမိ ဧကဲ့သို့သားရှင်ပြုသမီးနာတွင်လှူတော်မင်္ဂလာသဘင်ပွဲကြီးအောင်မြင်စွာဆင်ရင်ကျင်းပနိုင်ခြင်းကြောင့်အလူရှင်လူမမိသားစုတို့အနေနဲ့ဗုဒ္ဓရဲ့သာသနာတော်သမိုင်းမှာထင်ရှားလာသွားသောသာသနာဒါယကာကြီးသီရိဓမ္မသောကမင်းကြီးအတန္တိမိတ်တာမိဖုရားကြီးသားတော်မဟိန်နာသမီးတော်သင်္ကမိတ်တာတို့ကဲ့သို့သာသနာအမွေခံသာသနာဆွေတော်မျိုးတော်အစဉ်များဖြစ်ကြပြီးလူနဲ့မြမတတ္တဝါတို့ချင့်တွက်ဒိုက်တာမစွမ်းသာသောမဟဖလာအကျိုးကြီးမားသောအကျိုးတို့ကိုရရှိကသူတော်တွေကရခဲတော်သာသောပပ္ပိစိတဘာဝဒုံလဘအပါဝင်ဒုံလဘတရား၅ပါးတို့နှင့်ပြည့်စုံသောပါရမီရှင်ပုဂ္ဂိုလ်တို့ခေါ်ဆိုထိုက်ပြီးတရားမင်းရဲ့ဗရမ ्या နဂိနဲ့နားထွင်းခြင်းမင်္ဂလာကြောင့်တက်ရှိကျမ်းမာချမ်းသာစီးပွားဖုံးကျက်တည်တိုးတက်စေခြင်းနဲ့ဘုရားရှင်ကိုရောမြတ်ကြီးပဋ္ဌာန်းကျမ်းတော်မှာပါတော်မူခဲ့တဲ့ကုသလောဓမ္မကုသလတဓမ္မတအနန္တရပစ္စေနပစ္စယောဟုသောကုသိုလ်ကံခြင်းကုသိုလ်ကံခြင်းအကုသိုလ်ကံခြင်းအကုသိုလ်ကံခြင်းဆက်၍ကျေးဇူးပြုတဲ့ကဲ့သို့အနန္တရဘဝဆက်ဆက်ကပြစ်ချပါရှိလာသောကုသိုလ်ကံအကောင်းသည်ကံသည့်ဆက်ရတဲ့ကဲ့သို့ကုသိုလ်ကံခြင်းကုသိုလ်ကံခြင်းဆက်မိလေးအောင်ကျင်းပပြုလုပ်သောဒီကနေ့လူတော်မင်္ဂလာပွဲကြီးအောင်မြင်အောင်ကျင်းပနိုင်ရန်အတွက်အလို့ရှင်လူမမိသားစုတို့သည်မိမိအကျိုးစီးပွားကိုပိုင်းခြားထင်ထင်မျှော်မြင်နိုင်သောတမဒိဋ္ဌိပညာရှိသူတော်ကောင်းများဧကံစင်စစ်ဖြစ်ကြုံသမကဗုဒ္ဓရဲ့သာသနာသမိုင်းမှာသာသနာအလူဒါယကာကြီးဦးထေးလိုက်သာသနာအလူဒါယကာမကြီးဒေါ်မြင့်မြင့်လေးသာသနာအလူဒါယကာကြီးဦးတီဟာထွန်းသာသနာအလူဒါယကာမကြီးဒေါ်ဣတေဇာနွယ်သာသနာအလူဒါယကာကြီးဦးကောင်းမြတ်ကျော်သာသနာအလူဒါယကာမကြီးဒေါ်မေမိုးသူရဲ့လူကပီးဖော်ညွန်းမောကွန်းထိုးနိုင်ခဲ့ပြီဖြစ်ပါတယ်ခင်ဗျာတပြည့်ပါ၍အလူရှင်လူမတို့ရဲ့ဒီမင်္ဂလာပွဲကြီးမှာရရှိရသောကုသိုလ်စုစုတို့ကိုကြောက်ရောက်ချီးမြှင့်တော်မူလာကြတဲ့လူတော်မင်္ဂလာမင်းပရိသတ်တယောက်ချင်းစီတို့ကထတ်တူထက်မြပြည့်စုံကုန်လုံးရရှိပါသေးကြောင်းအလူတော်မင်္ဂလာပွဲကြီးကိုဝမ်းမြောက်မှုမောတာရုလူမောရဏခေါ်စုသည့်သဘောထုတိဩဘာမင်္ဂလာလက်ခုပ်သမျှဖြင့်ချီးမြှင့်တော်မူကြပါရန်လေးစားစွာပန်ကြားပါရခင်ဗျာဂုံတိရှိမင်းပရိသတ်ပေါင်းတော်ခင်ဗျာရှင်ပြုနာတာဘိတေကမင်္ဂလာတပင်ကတော့အစစအရာရာအေးချမ်းပျော်ရွှင်အောင်မြင်စွာဖြင့်ဆင်ရင်ဆောင်ရွက်ပေးပါပြီခင်ဗျာဒါကြောင့်မင်္ဂလာတရားတော်နဲ့အညီကျေးဇူးတင်စကားကိုသာသနာအလူဒါယကာသာသနာအလူဒါယကမိုင်များရဲ့ပူဇာကားတော်တရားဖြင့်လေးစားစွာမှတ်တမ်းတင်ခွင့်ပြုပါခင်ဗျာယခုကဲ့သို့ကိုယ်တိုင်ကိုကြလှိုက်လဲစွာကြွရောက်ချီးမြှင့်လာကြတဲ့ဂုံတိရှိအပရိသတ်အပေါင်းတို့နဲ့တကွာလောကီမင်္ဂလာများကိုဆောင်ရွက်ပေးပါတော့ဖေဖေမေဘိုးဘဘတို့အား၎င်းရှင်လောင်းသိပြောညော်ဤတေးလာဖြင့်ဂုံပြုသီဆိုပေးပါတော့တေးတန်ရှင်ခိုင်စီဦးနှင့်တေးတန်ရှင်စန္နာထွေးအား၎င်းဝိစုံစတင်ပန်းလာစဉ်ခမ်းမှာအစစအရာပါဝင်ကူညီပေးခဲ့ကြတဲ့ကျေးဇူးတင်ထိုက်သူများအားလုံးတို့ကိုအလူရှင်လူမများကိုစားကျေးဇူးဥပကရတင်ရှိပါကြောင်းပြောကြရင်ဖြင့်မောင်ရှင်လျာနာတာကညာလေးများတို့ကဖုံနံဒေးစာအာနာတကုမိုးသူချုံမြထက်ဆုံးဝင်းကျင်ပြည့်နှံ့နိုင်ပါစေကြောင်းဆုတောင်းပေးသည့်ထုတိမင်္ဂလာဆုတောင်းဩဘာလက်ခုပ်တမ်းများချီးမြှင့်ပေးနိုင်ကြပါရန်လေးစားစွာပန်ကြားပါရခင်ဗျာယခုခါရှင်ပြုနာတာမင်္ဂလာဘိတေကတပင်အောင်မြင်ခြင်းမင်္ဂလာထိမ့်မှတ်နေဖြင့်ဇလွန်စိန်လကြိုင်ဆိုင်းတော်မင်္ဂလာကအောင်စီပိုင်စီတေးနီအလှနဲ့အတူအလူရှင်လူမတို့ကမင်္ဂလာရွှေမုံငွေမှုရွာသုံးဖြိုးပေးတော်မူပါရောခင်ဗျာဇ
လာကြတယ်အားလုံးအပိဋကတော်ပေါင်းခင်ဗျာသိနေလောင်းလူကြပြီလူတွေလူပါဗျာသိရှိကဒီဟာယူပေးပါရဲ့လေးသားစွာအိမ်မတကပြုရပါလေခင်ဗျာသိနေလောင်းလူကြပြီအားလုံးလူရှင်လူပါဗျာသိတော်မူလိုက်ရှိပါဒီဟာယူပေးလေးသားစွာလာကြတယ်အားလုံးရောအပရိသတ်တော်ပေါင်းတို့ခင်ဗျာသိရင်လောင်းလူကြပြီလူရှင်လူပါဗျာသိရှိမှတန်းစီနေရာယူပေးကြပါရဲ့လေးသားစွာဖိတ်မှန်တကပြုရပါတယ်ခင်ဗျာတန်ခါတော်ရှင်သူမြန်များသိစင်းမင်္ဂလာရှင်ကျင့်ပါတော်ဟာဖြစ်တဲ့အတွက်သိတော်မင်္ဂလာရှိမှအားလုံးလူရှင်လူပါများနေလူတို့ကနေရာယူပေးဖို့လေးသားစွာဖြင့်ဖိတ်မှန်တကပြုရပါတယ်ခင်ဗျာတန်ဃာတော်များသိစင်းမင်္ဂလာရှင်ကျင်းပတော်မှာဖြစ်တဲ့အတွက်သိစင်းလောင်းလူကြပြီလူရှင်လူပါများသိတော်မင်္ဂလာရှိမှနေရာယူပေးဖို့လေးစားစွာဖိတ်မှန်တကပြုရပါတယ်